ချီစွာသက်ဆက်ဖို့ရုံးကန်နေထိုင်ကြခြင်းဒီအားဖြင့်ဝေးရာကိုယ်တော်ကိုချိန်မပေးတော့ပါစာဝင်နေရဟာအတိကပဲလားဖြေရှာတော့လဲရေဆိုင်ခက်ခဲများစွာ